ဒီနေ့မှာကျွန်တော်ဟာလက်ထဲပတ်စံတစ်ပြားမှမရှိလို့စိတ်ညစ်ညစ်နဲ့ဖြည်းဖြည်းနှိမ့်နှိမ့်လေးလမ်းလျှောက်လာခဲ့သည်လမ်းထိပ်နာတွင်ဆိုင်းလက်များမြိုင်မြိုင်ဆိုင်ဆိုင်အတန်ကြားရ၍လှည့်ကြည့်လိုက်ရာအရက်ပလင်းကိုကန်ပြီးရော့နေတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတယ်ထိုအခါအနားမှာကြည့်နေတဲ့သူကမေးကြည့်လိုက်ရာဒါကဘာလို့တာလဲဗျဒါကနှစ်ပွဲလေအရက်လေကားတောက်လို့ရတဲ့ပွဲပေါ့ဒါဆိုကျုပ်သွားတောက်လို့ရမလားရိုးရိုးတော့ဘယ်ရမလဲမင်းကိုနှုတ်ဝင်ကူးတယ်လို့ဟန်ဆောင်ရင်တော့တောက်လို့စားလို့ရတယ်ဟာဒါဆိုကျုပ်တော့အကွက်တိပဲဗျဒါကိုကျုပ်ရမ်းပိုင်တာဗျအဲ့ဒါဆိုရင်လည်းဝင်ကလေထိုအခါနတ်ပူတယ်လို့ဟန်ဆောင်ပြီးကျွန်တော်လည်းဝင်ကလိုက်တယ်အရက်များလည်း10ပလန်နဲ့တောက်ပြီးကြက်ကြော်များလည်း10ပလန်နဲ့စားပြီးနတ်ပူတယ်လို့ဟန်ဆောင်လိုက်ရာစုချသူများစုလာချကြပြီးဒီပွဲမှာတင်တဏီကုံသွားသည်ထိုနေ့မှသာပြီးအနေနဲ့အရရက်ကကျွန်တော်အားနဂတော်ကြီးဆိုပြီးနာမည်ပေးလိုက်ကြသည်